အားလုံးပဲမင်္ဂလာပါဗျာနော်မျိုးတွေအဲ့တော့ကျွန်တော် channel main channel မှာတော့ကျွန်တော် like တွေ video file တွေပုံတွေလိုအပ်တာတွေ formula တွေပုံစံတင်ပေးတယ်ပေါ့ဗျာနော်အခုက channel အသစ်ကလေးတွေအတွက်ကိုမျိုးအောင်မျိုးသစ်တွေအတွက်ကိုကျွန်တော် video file လေးတွေပေါ့ဗျာနော်ရိုက်ပြီးတင်ပေးချင်တာပါဗျာနော်အဲ့တော့ကျွန်တော်တို့ကြာသာပရင်းညနေမှာ2-3အားထွက်တိုင်း3-4-5ခုဆိုတဲ့ခွေလေးတစ်ခွေကိုအင်္ဂါမကြော်မှာဘုဒ္ဓဘူးမကြော်မှာထွက်လာဖို့ရှိတဲ့ခွေလေးတစ်ခွေကိုကျွန်တော်ပြပေးလိုက်မယ်အဲ့တော့မျိုးအောင်မျိုးသစ်တွေလိုက် subscribe share လေးနှိပ်ပေးကြပါအောင်ဗျာနော်အဲ့တော့မျိုးတို့ရဲ့အမြင်လေးတွေလည်းခြာရေးပေးတော့ပါအောင်အဲ့တော့စလိုက်မယ်ဗျာနော်အဲ့တော့ကျွန်တော်တွင်းလို့ရှင်းမဲ့ပြမယ်ကြာသာပရင်းညနေမှာ2-3-2ဆိုတဲ့အားထွက်ပြီးတိုင်းမှာ3-4-5ခုဆိုတဲ့ငါးလုံးခွေဘူးပါနော်ကနက်10လုံးရှိပါတယ်ငါးလုံးခွေပြီးထွက်တာကပို့ပြီးတော့ပောက်ကွက်ပို့နီးပါတယ်ဗျာနော်အဲ့တော့ကြားလိုက်ပြန်ကျွန်တော်2-3အားထွက်ပြီးတိုင်းမှာ3-4-5ခုဆိုတော့ခွေကကျွန်တော်တို့ပြက်ပင်မရှိအောင်ထွက်ပေးပါတယ်နော်နောက်ရမှာထွက်ပါတယ်နောက်ဘက်မှာလည်းထွက်ပါတယ်နော်2-3အားထွက်ပြီးတဲ့3-4-5ခုဆိုတဲ့ခွေကပုံမှန်ဟောယူရတယ်ပုံမှန်ထွက်ပေးပါတယ်ဗျာနော်2-3အားထွက်ပြီးတဲ့မှာ3-4-5ခုဆိုတဲ့ခွေကပုံမှန်ထွက်ပေးပါတယ်အဲ့တော့2-3ကြာသာပရင်းညနေမှာ2-3အားထွက်ပြီးတဲ့3-4-5ခုဆိုတဲ့ခွေကပြက်ပင်မရှိအောင်ထွက်ပေးပါတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့1ပတ်2ပတ်3ပတ်4ပတ်5ပတ်ဗျာနော်5ပတ်မြောက်ထိထွက်ထားတယ်6ပတ်မြောက်ထိထွက်တယ်9ပတ်မြောက်ထွက်ပါတယ်3-4-5ခုခွေကကျွန်တော်တို့ပုံမှန်ထွက်ပေးပါတယ်ဗျာနော်အဲ့တော့ကြာသာပရင်းညနေမှာ2-3အားထွက်ပြီးတဲ့3-4-5ခုဆိုတဲ့ခွေကထွက်တယ်အားလုံးပေါင်း10ပတ်တိတိရှိတယ်ကျွန်တော်ဒီမှာကျွန်တော်တို့ရှေ့တစ်ပတ်မှာမနက်ဖြန်စဖွင့်ပြီးအဲ့တော့ကြိုက်တယ်ဆိုရင်ဟူးမကြော်မှာထွက်လာမယ်3-4-5ခုဆိုတဲ့အခွေကိုအမျိုးတို့ကြိုက်နေတဲ့လိုက်ပါအဲ့တော့ကျွန်တော်တို့3-4-5ခုပါဗျာနော်အဲ့တော့ကြာသာပရင်းညနေမှာ2-3အားထွက်ပြီးတိုင်း3-4-5ခုအခွေက300တွန်းထွက်ပြီးနေတာကိုတွေ့ရမှာပါအဲ့တော့10ပွဲတိတိတောင်10နှစ်တိတိမှာထွက်ထားတယ်အဲ့တော့ဒီပွဲမှာလည်းဟူးမကြော်မှာထွက်လာဖို့ရှိပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တွေးလို့ရှင်းမယ်ပြပေးလိုက်ပါတယ်အဲ့တော့အမျိုးတွေကြိုက်နေတဲ့ဆိုရင်3-4-5ခုအပူပါခွေထိုးပါကျွန်တော်တို့ဇာတို့မရိုက်နိုင်ရင်တော့မှကျွန်တော်တို့ဒီအခွေလေးတဲ့ကဘိတ်ကွက်ကလေးတွေရွေးပြီးတော့လုံးမှန်ဝမ်းချင်းလေးတွေနဲ့တစ်ခွက်ကောင်းနှစ်ခွက်ကောင်းရွေးထိုးမယ်ဆိုရင်အမျိုးတို့အတွက်အဆင်ပြေမှာပါဗျာနော်အဲ့တော့ကျွန်တော်တလက်စားတယ်နောက်ထပ်ကျွန်တော်5ကွက်ကလေးရှယ်ပြပေးမယ်ဗျာနော်အဲ့တော့ကျွန်တော်တို့တောက်ကြမနက်မှာ6-8ထွက်ထားပါတယ်ဗျာနော်6-8ထွက်ပြီးတိုင်းမှာ1-8-2-4-3-5-6-9-80ဆိုတဲ့လက်ခတ်ကလေးတွေကကျွန်တော်တို့ပွဲတိုင်းလိုလိုမှာ live ထွက်ပေးတာတွေ့ရမှာပါအဲ့တော့စစ်ပြပေးမယ်9-8အားထွက်ပါတယ်2018မှာနော်လက်ခတ်တွေထွက်ပေးပါတယ်9-8ထွက်ပါတယ်2023မှာ90ဆိုပြီးထွက်ပါတယ်2023မှာ9-8တောက်ကြမနက်မှာထွက်ထားခဲ့တယ်ကျွန်တော်နောက်ပွဲမှာလက်ခတ်တွေထွက်ပေးပါတယ်9-8ထွက်တယ်နောက်မနက်မှာနော်နောက်ဘက်မှာ2024မှာကျွန်တော်90ဆိုထွက်ပါတယ်98ထွက်ပါတယ်2024မှာ53ဆိုပြီးထွက်ပါတယ်ဒီပွဲလေးကတော့ချင်းချင်းအနေနဲ့ပြတ်တယ်98ထွက်တယ်2025မှာ3ညခွန်ဆိုထွက်ပါတယ်အဲ့တော့ကျွန်တော်ပေးထားတဲ့ခုနက9လုံး5လုံးခွေလည်းရှိမယ်ဒီမှာနက်ခတ်1-8-2-4-3-5-6-9-90ဆိုတော့နက်ခတ်ကလေးကလည်းရှိနေတယ်ဆိုတော့အမျိုးတွေဒီတစ်ပတ်ထဲမှာနက်ခတ်တွေကလည်းပွဲတိုင်းလိုထွက်နေတယ်ဆိုတော့ကျွန်တော်တို့အဖြစ်မနေဇာတို့လိုက်ရိုက်မယ်ဆိုရင်ဒီ9ကွက်ကလေးလိုက်ရိုက်လို့ကောင်းပါတယ်အဲ့တော့စေတနာရှိထားပြီးပြပေးလိုက်ဖြစ်တဲ့ကြောင့် like and subscribe share comment လေးတွေနှိပ်ပေးကြပါဦးဗျာနော်အမျိုးတို့အမြင်လည်းကြိုင်းနေတဲ့တစ်ခွက်ကောင်းလေးလည်းရေးပေးသားကြပါအောင်ဗျာနော်အဲ့တော့အားလုံးပဲ fight ထဲမှာ